Hello အားလုံးပဲမင်္ဂလာပါရှင်ငါပြောကောင်းရင်ထုတ်လုံးမှာဖြစ်ပါတယ်ဒါလေးကိုရေးစင်အောင်ဆေးပြီးတော့တစ်ခါတစ်ခါဆေးပြီးတော့တညထားရမယ်အနည်းဆုံး4-5နာရီထိုင်းပိုကောင်းတယ်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ငါပြောရွက်ကိုရင်နွေးနဲ့ဖြောထားမယ်ပြီးရင်ငါပြောတီး ready လုပ်ထားမယ်ဖီချမ်းမဟုတ်တဲ့အတွက်ကြောင့်မလို့တကြားနဲ့နေထားမယ်ပေါ့နော်တကြားမတုံးလဲရပါတယ်အဓိကကဖီချမ်းဆိုရင်တော့ကြားမလို့ပေါ့နော်ကောင်းရင်ကိုအောင်မှာဖြန့်ပြီးတော့ငါပြောတီးကိုအပေါ်မှာထားလိုက်မယ်ပြီးတော့အပေါ်မှာကောင်းရင်ကိုပြန်ဖြန့်ပေးလိုက်မယ်ကောင်းရင်လေးလုံအောင်ဖြန့်ပေးပြီးပြီဆိုလို့ရှိရင်ကျမတို့ဘေးကိုခောက်ပြီးတော့အပေါ်အောက်ခောက်လိုက်ရုံပဲပေါ့နော်အပေါ်အောက်ခောက်လိုက်ရင်ရပါပြီကိုကြိုက်တဲ့ငပြောတီးသုံးလို့ရပါတယ်နော်ငပြောတီးမဲ့ရင်ရပါပြီအကယ်၍ကိုကပူချူလေးကြိုက်တယ်ဆိုလို့ရှိရင်တကြားပူထည့်လိုက်ပေါ့နော်ပြီးရင်ဒါလေးကိုအုံဒီလေးနဲ့နောက်ဆုံးမှအုံဒီလေးနဲ့ဖြူပြီးစားလို့ရတယ်ကျမတို့ကအုံဒီမရှိတော့ဒီတိုင်းလေးပဲစားဖြစ်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုကျမတို့ကနှစ်ထုပ်ထုတ်ပြီးတော့သူကဒီလိုကတ်လိုက်တာပေါ့နော်အဲ့လိုမျိုးမျက်နှာချင်းဆိုင်အဲ့လိုကတ်ပေးပြီးတော့နီးရှိရင်နီးလေးနဲ့ရှိပေါ့နော်ကျမတရေကွင်းနဲ့ပဲဖြစ်တယ်လို့လှုပ်လိုက်ပါတယ်တရေကွင်းပဲရှိတဲ့အတွက်ပေါ့နော်တော့မှဆိုရင်တော့နီးရပေါ်ဆုံးပဲလေမြို့မှာဆိုတော့ဒီမှာနီးလိုက်ချရခက်တယ်ဆိုတော့ပြောရွက်တော့မှအနိုင်ဆိုတော့လေရှိတာလေးနဲ့ပဲတရေကွင်းလေးနဲ့ရှိပေးလိုက်တယ်ကိုကချူကြိုက်တယ်ဆိုရင်တကြားလေးနဲ့တကြားများထည့်ပေါ့နော်ကျမကတကြားနည်းနည်းပဲထည့်ထားတယ်ကျမအချိုအရန်မကြိုက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကောင်းရင်လဲကိုကြိုက်တဲ့ကောင်းရင်လေးစိတ်သုံးနိုင်ပါလေကဲဒါ10ထုတ်ရသွားတယ်ပေါ့နော်10ထုတ်ရင်နွေးပွက်ဆူတဲ့ထဲကိုပြုတ်လိုက်မယ်ပေါ့နော်ကျမတို့ကကျင့်နေအောင်ထုတ်ထားကျင့်နေအောင်စီးဖို့လိုတယ်ပေါ့နော်စီးတဲ့အချိန်မှာလေပြီးရင်ပြုတ်နိုင်ဝက်အနည်းဆုံးပေါ့နော်နိုင်ဝက်လောက်ပြုတ်ပြီးပြီဆိုရင်ကိုခဏကြည့်လိုက်ပေါ့နော်အရွက်လေးတွေလုံးဝကျက်သွားပြီးအထဲထိကျက်သွားပြီဆိုလို့ရှိရင်တော့ကိုထုတ်လို့ရပြီပေါ့နော်ခဏလေးဖွင့်ကြည့်ပြီးတော့ဆန်းကြည့်လို့ရတယ်ပြီးရင်အကြရွေးမကျက်သေးဘူးဆိုရင်ပြန်ပေါင်းလိုက်ပေါ့နော်ကဲဒါကတော့လုံးဝ ready ဖြစ်သွားပါပြီစားလို့ရပါပြီအကယ်လို့ဖီချမ်းနဲ့လုပ်တဲ့ငပြောပေါင်းဆိုလို့ရှိရင်လေအယောင်ကနီလေးဖြစ်နေမှာပေါ့နော်ဒါကတော့တခြားငပြောတီးနဲ့လုပ်တဲ့အတွက်ကြောင့်မို့တော့ဘဝလေးဖြစ်နေတာဖြစ်ပါတယ်အရန်စားကောင်းပါတယ်အီလေးပေါ့နော်လှုပ်ရှားကြည့်ပါဒါလေးကိုအုံဒီလေးနဲ့ဖြူပြီးစားလို့လည်းရတယ်လို့ကြားနဲ့ထပ်ဖြူပြီးစားလို့လည်းရပါတယ်ရှင်ကောင်းသောနေ့လေးပါ